โอเคအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့အားလုံးကိုစတင်ပြီးတော့သွားမယ်sharing လုပ်တော့မှာကကျွန်တော် heat နဲ့ temperature နဲ့ပတ်သက်တဲ့အကြောင်းတွေကိုကျွန်တော်တို့ sharing လုပ်တော့မှာပေါ့နော်ဆိုတော့ဘာလဲပေါ့နော် what is the meaning of a heat and the temperature နဲ့ heat နဲ့ပတ်သက်ပြီးကျွန်တော်တို့ကsharing လုပ်မယ်ဆိုတော့အရင်ဆုံးကျွန်တော်တို့ပထမဆုံးမြင်နေရတဲ့အတိုင်းပေါ့နော်ဒီမှာကလည်းရှိကျွန်တော်တို့ heat နဲ့ temperature အပူနဲ့ပူဆွဲရင်ဆိုတာလေးရှိပါမယ်အပူနဲ့ပူဆွဲရင်မှာတူသလားလို့တော်တော်များများမေးကြတယ်မတူဘူးပေါ့နော်အပူနဲ့ပူဆွဲရင်ကမတူပါဘူးအပူဆိုတာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကအပူဆိုတာစီးကူးမှုတဲ့သဘောပေါ့နော်ရှိတယ်ပေါ့နော်အပူဆိုတာဘာစီးကူးမှုနေရာမှာကျွန်တော်တို့သိထားဘူးလို့လေမြင့်တဲ့နေရာနေနေတဲ့နေရာကိုကျွန်တော်တို့စီးဆင်းတယ်ပေါ့နော်ဘယ်လိုမျိုးမြင့်တဲ့နေရာနေနေတဲ့နေရာကိုစီးဆင်းလဲဆိုရင်ကျွန်တော်တို့က heat transfer method အရကျွန်တော်ဒီမှာကျွန်တော်တို့မြင်နေရတဲ့အတိုင်းအပူဒီမြင့်တဲ့နေရာနေနေတဲ့နေရာကိုစီးဆင်းသွားတယ်ပေါ့နော်အဲ့ဒါthermodynamic ပေါ့ကျွန်တော်ဒီနေ့အဓိကသွားခြင်းတာthermodynamic ဆိုတာကဂရိဘာသာစကားလုံးကနေဆင့်တက်လာတာပါအဲ့တော့တာမင်နဲ့ dynamic ပေါ့နော်thermodynamic ဆိုတာတော့ heat ပေါ့ dynamic ဆိုတာ motion movement အဲ့တော့ thermodynamic ဆိုတာ heat motion အပူတွေစီးကူးနေတဲ့ရွေ့လျားနေတဲ့ဟာကိုလေ့လာတာ law အနေနဲ့ကျွန်တော် thermodynamic က4 law ရှိတယ်0 law ရယ် first law ရယ် second law ရယ် third law ရယ်ဆိုပြီးရှိတယ်အဲ့တော့0 law မှာဘာတွေပါလဲလို့ပြောရင်ကျွန်တော်တို့ two system in equilibrium with the third state in the thermal equilibrium with each other ဆိုတော့ကျွန်တော်တို့ system တစ်ခုနဲ့ကျွန်တော်တို့ရှင်းပြရရင်0 law ကိုပေါ့နော်0 law ကျွန်တော်တို့ရှင်းပြရရင်ဒီမှာတစ်ချက်လောက်ကြည့်ပါမယ်နော် stop share လုပ်ရတယ်နော်ဟုတ်ပါဘူးကျွန်တော်တို့ကအရာဝတ္ထု3ခုရှိတယ်ပေါ့ဒီထက်မှကျွန်တော်ဒီကဲတုံးလေးတစ်လုံးထည့်ထားမယ် ice ပေါ့နော်ဒါ ice ပေါ့ဒီကဲတုံးပေါ့ဒါနောက်တဲ့ခွက်ထဲမှာကျကျွန်တော်တို့ဒီကဲလေးဖြစ်တယ်ဒီကအမြင်ပြောပြီးတော့ဗီဒီယိုလိုလည်းသွားနေပြီတော့ဒါ water ဒါဒီဖြစ်ပါတယ်နောက်တစ်ခုမှကျတော့ရေခဲမဟုတ်တာရေပေါ့နော် sorry ဒါရေပေါ့ဒီမှာကျရေခဲတော့ပေါ့ဒီမှာကျတော့ရေလည်းရှိမယ်ရေဟာဒီလိုကျွန်တော်တို့အခုပြန်နေပြီနော် boiling state ကိုရောက်သွားတဲ့အချိန်ကိုအောက်ကနေဘာလို့လဲကျွန်တော်တို့တက်ပြောက်ထားတာပြီးတော့ပြောက်ထားတာအောက်ကနေအပူပေးထားတာပေါ့နော်အောက်ကနေကျွန်တော်အပူပေးထားမယ်အပူပေးထားတဲ့အချိန်မှာဒါအရာဝတ္ထု ABC ပေါ့ process သုံးခုကျွန်တော်သတ်မှတ်လိုက်ပြီ ABC ပေါ့အားလုံးမြင်တာအောင်ပေါ့နော်မြင်တာလည်းပေါ်အောင်လို့ကျွန်တော်တို့ ABC ဆိုတဲ့ state သုံးခုကိုကျွန်တော်တို့ရေးလိုက်မယ်အဲ state သုံးခုမှာမြင်ရတာမသိနော်ဆိုတော့ state သုံးခုမှာA နဲ့ B ရဲ့ temperature ကိုကျွန်တော်ဥပမာဆိုတော့ for example ဒီကောင်0 degree Celsius ပေါ့တာပြီးတဲ့အချိန်မှာဒီကောင်ကရေပူလာပြီပေါ့ရေဘဝပြောင်းသွားပြီပေါ့ဒီကဲလုံးလေးကဖြည်းဖြည်းနဲ့ရေပြောသွားတယ်ဆိုတော့ဒီကောင်လေး is round about 40 20 degree Celsius ထားလိုက်ပါလို့တော့ကြရေကဘိုင်းလေးဖြစ်သွားပြီရေစီမတ်ရဲ့အထက်100မှာကျော်သွားပြီ102 degree Celsius လောက်ကျော်သွားပြီဒီကလည်းအဝိပြန်ပြန်တော့အဲ့တော့ရေခွက်သုံးခုအဲ့ခွက်ပစ္စည်းသုံးခုကိုကျွန်တော်တို့က state သုံးခုအနေနဲ့မြင်မယ်ဆိုရင်အဲ့ခါကိုကျွန်တော်တို့ကရေခဲတုံးထည့်ထားရေခဲတုံးတစ်လုံးနဲ့ခုနဆိုလို့ရေနွေးရယ်ဗောနော်ရေနွေးရယ်အဲ့တော့အဲ့သုံးခုကို A နဲ့ B နဲ့ C နဲ့ process သုံးခုမှာ A နဲ့ B နဲ့အပူချိန်လေးတဲ့ချိန်လေးတစ်ခုမှာသူကအပူချိန်မျှချိန်တူသွားလိမ့်မယ်ဒါမှဒီ0 degree ဒီကောင်นี้20 degree ရောနော်ဆိုတော့သူ့ temperature လေးအချိန်တစ်ခုမှာနေပြီး20 degree Celsius ကိုပြောင်းသွားလိမ့်မယ်တူသွားလိမ့်မယ်ဒါမဲ့ equilibrium သဘောရခုနည်း၎င်းမယ်ဒီကောင်နှစ်ခုတူကိုထားရင်လည်းချိန်တစ်ခုမှာ20 degree ကိုရောက်ကိုရတာ because of why ဒီကောင်လေး A ရဲ့ room temperature လေးအခန်းတစ်ခန်းမှာရှိတဲ့ room temperature လေးကျွန်တော်တို့ကဒါဒီအခန်းကြီးကျွန်တော်တို့ကဒါဒီအခန်းတစ်ခန်းပေါ့နော်အခန်းတစ်ခန်းရဲ့ temperature ဒီကောင်လေး20 degree ရှိနေတဲ့အခြေအနေမျိုးဒါဥပမာကျွန်တော်ပြောလိုက်တာအဲ့တော့ A နဲ့ B နဲ့အခုဒီချင်းပြီး B နဲ့ C နဲ့အခုဒီချင်းနဲ့အတူတူပဲလို့သူက thermodynamic ရဲ့0 law မှာကျွန်တော်ပြောတာအဲ့တော့ first law က0 law ကဘာလဲဆိုတော့0 law လို့လည်းပြောတယ်ကျွန်တော်တို့ fourth law လို့လည်းပြောတယ်first law ကျတော့ဘာလဲဆိုတော့ laws of conservation of energy laws of conservation of energy စွမ်းရည်တည်မြဲခြင်းနည်းရမှာအခုစွမ်းရည်ဆိုဒီမှာဖြည့်ဆည်းလို့မရဖန်တီးလို့မရစွမ်းရည်ပုံစံတစ်မျိုးကအခြားပုံစံတစ်မျိုးကိုပြောင်းလဲသွားတယ်ဆို first law ပေါ့ second law ဆိုတာကြဘာလဲဆိုတော့အပူဒီညညာမှာ200တို့ height to low ပေါ့ height to low ကို
entropy ကစင်ကလျာစီးဆင်းသွားတဲ့ S ပြင်ထားတယ်ဗောနော်ဆိုတော့အပူဒီမြင့်ရမမြင့်ရလို့စီးဆင်းသွားတာဒီ second law of thermodynamics ပါ that law ကျတော့ဘာလဲဆို absolute zero ဆိုတော့0 Kelvin ကိုပြောတာကို unit Kelvin 0 Kelvin is equal to ကျွန်တော်အနှုတ်283 degree Celsius is equal to နှုတ်454 degree Fahrenheit တော့ရှိတော့ဒါဒီ0 law အရာဝတ္ထုတိုင်းမှာအပူရှိလားအပူရှိတယ်ခဏကပြောခဲ့တဲ့အတိုင်းဆိုရင်ဒီမှာရေခဲတုံးဒီကျွန်တော်တို့32 degree Fahrenheit at 0 degree Celsius မှာဒီမှာအပူရှိလားဆိုအပူရှိတယ်ဒီနည်း၎င်းပဲအဲ့ရေခဲတုံးပဲအဲ့ရေခဲတုံးပဲနော်ရေခဲတုံးပဲအဲ့ရေခဲတုံးပဲ temperature အနှုတ်100 degree ပဲထားပါ100 degree Celsius မှာအပူရှိလားဆိုရှိတယ်ဘလောက်မှာအပူရှိလဲဘယ်ထိပူရှိလဲအနှုတ်283 degree Celsius 0 Kelvin အထိကိုအပူရှိသေးတယ်ဆိုတော့ဒါဒီ absolute zero ပဲပဂတိ3ညမှတ်တတိယနိယာမအနေနဲ့ loss အနေနဲ့ပြောရင် that law ရပြောတာပေါ့အဲ့တော့ thermodynamic law ကဘယ်နှ law ရှိလဲလို့ကျွန်တော်တို့ပြောလာရင်ကျွန်တော်တို့က law က law ရှိတယ်4 law ရှိရဆိုတော့သိထားဖို့လိုတယ်အဲ့ဒါမှကျွန်တော်တို့ဒီဟိုပြန်သွားလိုက်အောင်နော်ဒီ share ထားတာလေအဲ့တော့ first law ကဘာပြော laws of conservation of energy ကိုပြောတယ် second law က entropy သဘောတရားအရကျွန်တော်တို့ပြောင်းလဲမှုကိုကျွန်တော်တို့ပြောတယ်third law ကကျွန်တော်တို့ကဘာပြောလဲဆိုတော့ကျွန်တော်ဒီအပူနဲ့ပတ်သက်ပြီး absolute zero ပဂတိ3ညအမှတ်ဆိုရပြောသွားတယ်အဲ့တော့ what is the different types of energy နဲ့ပတ်သက်တာခုနကရှင်းပြတယ်ကျွန်တော်တို့ loss of conservation of energy ရပြောရင်ပထမနိယာမကိုပြန်ပြောမယ်ပထမနိယာမအရပြန်ပြောရင်ကျွန်တော်ဒီအပူစီးကူးတဲ့သဘောတရားတွေကိုကျွန်တော်နားလည်ရင်အပူစွမ်းရင်ဒီမြဲမှုနိယာမကိုနားလည်ရင် radiant energy gravitational energy potential energy kinetic energy chemical energy thermal energy electrical energy nuclear energy ဆိုပြီးတော့ energy ပေါ့နော်စွမ်းရည်ပုံသဏ္ဍာန်တစ်မျိုးဒီပြောင်းသွားတဲ့ဟာတွေအများကြီးရှိတယ်ဒါတွေကိုကျွန်တော်တို့ကငငယ်တုန်းကသင်ခဲ့မှုတယ်လျှက်စစ်နဲ့ပတ်သက်လို့ဒီနေရာမှာလည်းပြောရင်လျှက်စစ်နဲ့ပတ်သက်လို့ဘယ်နှမျိုးလောက်ထုတ်တယ်လဲခုနစွမ်းရည်ကနေပဲလျှက်စစ်ထုတ်တဲ့သဘောတရားမှာဆိုရင်ကျွန်တော်တို့ friction ပွတ်တိုင်းမှုကြောင့်ထွက်တယ် heat အပူကြောင့်ထွက်တယ် pressure ဖိအားတွေကြောင့်ထွက်တယ်အလင်း light ကြောင့်လျှက်စစ်ထွက်တယ် magnetic မတန်လိုက်ကြောင့်လည်းလျှက်စစ်ထွက်တယ် chemical ဓာတုဗေဒပစ္စည်းတွေကြောင့်လည်းလျှက်စစ်ထွက်တယ်ဆိုပြီးတော့ပုတ်ပူဖိလင်းတန်တာဆိုပြီးကျွန်တော်မှတ်ထားလို့ရတယ်ဒါဒီလျှက်စစ် electricity ကိုထုတ်တဲ့အနည်းအားမှတစ်ခုပေါ့နော်အလျှက်စစ်ဘယ်နှမျိုးရှိတယ်ဘယ်နှမျိုးထုတ်လို့ရလဲဆိုရင်အနည်းဆုံးကျွန်တော်66မျိုးတိကောက်အော့ပြီးကျွန်တော်တို့မှတ်ထားလိုက်လို့လွယ်လွယ်ကူနဲ့သိနိုင်တယ်အဲ့တော့အပူနဲ့ပတ်သက်လို့ heat energy နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွက်ချက်ပါလေ့လာပါဆိုရင်အရာတိုင်းကိုကြည့်ရင်ကျွန်တော်ပုံမှန်ဖတ်ကွက်ထဲမှာရေးထည့်ထားတယ်ဘာကိုကြည့်ကျွန်တော်တို့က molecules တွေလိုမျိုးကြည့်ဖို့လိုအပ်တယ်အဲ့တော့ molecules တွေကိုမြင်ပြီးတော့သိထားဖို့တတိထားဖို့ဒါတွေကသိဖို့လိုတယ်ဒါ heat transfer လုပ်နေတာဒါဆိုရင်ဒါဆိုရင်ပုံစံတစ်မျိုးကနေတစ်မျိုးပြောင်းသွားတဲ့သဘောတရားကိုသူပြထားတာပေါ့နော် molecular ဟောလေးပြောင်းသွားတယ်အဲ့တော့ဒါဒီကျွန်တော်တို့ဘာကိုပြသွားတာလဲဆိုတော့ energy ပေါ့နော်heat transfer လုပ်တဲ့အချိန်မှာသူကအပူလေးတွေအာပြောင်းလဲသွားဓမ္မကြီးပါ molecule လေးတွေလှုပ်နေတာပေါ့နော် molecule လှုပ်ရင် temperature ကပြောင်းလာတာပူလာတာ molecule လေးတွေလှုပ်လေ temperature ကပိုများနေပြီပေါ့နော်ဒါကိုကျွန်တော်တို့ကမြင်စေချင်တာပေါ့ okay အဲ့တော့ကျွန်တော်တို့ဒီမှာဆက်သွားရအောင် heat transfer နဲ့ပတ်သက်ပြီးအပူပေါ့နော်အပူကဘယ်ကလာလဲဆိုတော့နေရလေလာတယ်
ပုံမှန်ဆိုရင်တော့စွမ်းရည်သဘောတရားရအဲ့ electromagnetic wave တွေနဲ့ပြန်ပြောရင်ကျွန်တော် radiation မှာကြားခံမလို့ပေါ့ heat contact အနေနဲ့ကျွန်တော်တို့ငင်တော့တင်ရတယ်အကြောင်းလေးရှိတယ်နော်ဒါဒီတင်ရလဲဆိုရင်ကျွန်တော်ဒီမှာခဏကြည့်အောင်နော် heat conduction conversion radiation ဆိုပြီးကျွန်တော်တို့ကငင်တော့တင်ရတယ်အဲ့နေရာမှာအပူဒီစီးကူးမှုနေရာမှာ၃မျိုးအနေနဲ့စီးကူးရယ်ဘာလဲဆိုတော့ heat conduction heat conversion and heat radiation ကျွန်တော် heat ဆိုတာထည့်နေတော့အပူဒီဘယ်လိုစီးကူးလဲဆိုရှောက်ကူးတယ်စီးကူးတယ်ဖြာကူးတယ် radiation တော့ဒီလိုပေါ့နော်အပူရှောက်ကူးစီးကူးဖြာကူးတဲ့ဒီနဲ့၃မျိုးနဲ့တင်ကူးတယ်များသောအားဖြင့်ကြားဘူးတယ်ဗာလဲ thermal conductivity thermal conductivity ဆိုဘာကိုပြောတာလဲဆိုအပူရှောက်ကူးတဲ့နှုန်းကိုပြောတာအပူရှောက်ကူးနှုန်းကို thermal conductivity လို့ကျွန်တော်တို့ကသုံးတယ်ပေါ့နော် thermal conductivity ပေါ့အဲ့တော့ conduction ဆိုတဲ့အရာကိုပြန်ပြောရင်ဒီရှောက်ကူးမှုနေရာမှာကိုပြောရင်ဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့ကရေပုံးလေးနဲ့တူတယ်ရေပုံးလေးနဲ့တူတယ်ရေပုံးလေးတစ်ပုံးနဲ့တစ်ပုံးကိုလူတစ်ယောက်ကနေတစ်ယောက်ကိုလက်ဆင့်ကမ်းပြီးတော့တည်ရမယ့်သဘောတရားပေါ့အဲ့ဒါဒီလူကနေလက်ဆင့်ကမ်းလိုက်တယ်ဒီလူကနေလူလက်ဆင့်ကမ်းလိုက်တယ်ဒါဒီ heat conduction ပေါ့ရေပုံးတွေကိုတစ်ယောက်နဲ့တစ်ယောက်လက်ဆင့်ကမ်းသွားတာဒီ heat conduction သဘောတရားပေါ့ပုံမှန်အားဖြင့် heat conduction မှာဆိုကျွန်တော်တို့ဘာလို့မြင်နိုင်လဲဆိုရင်ကျွန်တော်တို့ကဒီမှာCoca-Cola ကန်ဘူးတဘူးပေါ့နော်Coke တဘူးပေါ့နော် Coke ပေါ့နော် Coke ကန်ဘူးတဘူးဒီကျွန်တော်တို့ကဒီကောင်လေးအပေါင်း4 degree Celsius နဲ့ယူချက်တိတာလေးမှာထည့်လိုက်မယ်ပေါ့ထည့်လိုက်တဲ့အချိန်မှာဒီကောင်ကကျွန်တော်တို့ဒါတခွားပြီးပေါ့နော်တခွားပြီး chicken bar ပေါ့နော် chicken bar သူ့ကိုလည်းအပေါင်း4 degree နဲ့အေးအောင်လုပ်မယ်ဆိုရင်သူတို့နှစ်ခုရဲ့ thermal conductivity conduction တွေက thermal conductivity ကပြန်ထွက်ကြည့်ရောဒီကောင်က organic material ဖြစ်လို့ကျွန်တော်တို့က low conductivity ဖြစ်တယ် low conductivity ဒီကောင်ကျတော့ဒါ aluminum ဖြစ်တယ်လीနော် aluminum သတ္တုဖြစ်တဲ့အတွက်ကြောင့်သူက high conductivity ကိုတွားတယ်ဆိုတော့ high conductivity ဖြစ်ရင်ဘာဖြစ်လဲဆိုအပူဒီ conduction နေရာမှာရှောက်ကူးတဲ့နည်းစနစ်ရဆိုအရန်ပဲကျွန်တော်တို့ပူလွယ်တယ်အေးတယ်Coca-Cola တန်ဘူးကိုရေခဲတိုက်ထည့်ရင်မြန်အေးတယ်ပိုးဒီကိုရဘူး Coca-Cola လို့ခေါ်တဲ့ခုနကကျွန်တော်ဒီဟိုဘယ်လိုပြောလဲဒီတကွားကြီးတစ်လုံးကိုထည့်လိုက်တဲ့အချိန်မှာတော့သူကချိန်တစ်ခုမှာဒီတကွားကြီးကဘာဖြစ်လဲဆိုတော့အေးလာဖို့တော့ဘူးတော်တော်အချိန်ယူရတယ်အဲကြောင့်ဒီကောင် low conductivity ဒီကောင် high conductivity ဖြစ်လို့နော်ဒါနှစ်ခု conductivity မတူတဲ့သဘောတရားကိုကျွန်တော်တို့ကသိစေချင်တာပေါ့နော်သူတို့ရဲ့မတူညီတဲ့နေရာမှာကျွန်တော်တို့ကနားလည်ထားမှာဒါတကယ်ကိုကျွန်တော်ဒီ conversion တွေက conversion ကြတော့ဘာလဲသွားတူတယ်လူတစ်ယောက်ပေါ့နော်ဂရင်တစ်လုံးပေါ်မှာလူတစ်ယောက်အိတ်နေတယ်ပေါ့နော်အိတ်နေတဲ့အချိန်မှာကျွန်တော်တို့စောင့်ချုံထားတယ်ပေါ့စောင့်ချုံထားတယ် blanket နဲ့နော်စောင့်ချုံထားတယ်စောင့်ချုံထားတဲ့အချိန်မှာသူကဒီခန္ဓာကိုယ်ထဲမှာသူကအပူကိုကြောင်ပါတတ်ချုံလဲဆိုတော့ conversion နည်းနဲ့စီးပူအောင်လုပ်တာပေါ့ဆောင်းကအပူပေးတယ်လို့ကျွန်တော်ထင်တယ်မဟုတ်ဘူးတကယ်တော့ခန္ဓာကိုယ်တွေကလူရဲ့ခန္ဓာကိုယ်တွေကထွက်သွားတဲ့အပူတွေကအပြင်ကို direct ထွက်သွားမှာဒါကိုကျွန်တော်တို့ blanket လို့ခေါ်တယ်ဆောင်းနဲ့အုပ်လိုက်တဲ့ကြောင့် blanket ထဲမှာဒီအပူက trap ဖြစ်သွားတယ်နော် trap ဆိုဒီတော့သူ့လှောင်ရင်တခုလိုဖြစ်သွားပြီဆိုတော့အပူကို conversion နည်းနဲ့တိမ်ပြီးထားတာပေါ့အဲ့လူကအိတ်နေတဲ့အချိန်မှာအဲ့လူရဲ့ခန္ဓာကိုယ်တွေကအပူတွေကအပြင်ထွက်မသွားတော့ဘူးသူကဒီစောင်းထဲမှာကျွန်တော်တို့ conversion နေနဲ့ဖြစ်တာပေါ့ပုံမှန်အားဖြင့်ဆိုခွက်ထဲမှာကျွန်တော်တို့ရေတွေထည့်ထားမယ်အဲ့ရေတွေရှိရင်ရေက molecules အနေနဲ့မြင်ရမှာပေါ့အဲ့ molecule ကတနေရာကနေတနေရာကိုအောက်ကအပူပေးတယ်ဗျဆိုကြပါစို့အပူပေးတဲ့အချိန်မှာရေက molecule တွေအပေါ်ကျွန်တော် boiling point မရောက်ခင်ရေ molecule တွေတနေရာကိုသူကဘယ်လိုပါလဲစီးကူးသွားတာဒါမျိုးကျွန်တော်တို့က conduction နေရာမှာလို့ခေါ်တယ်ပေါ့အကြားခံ molecule မရှိရင်တော့အပေါ်ရောက်လာဖို့တော့မလွယ်ဘူးဟုတ်တယ်နော်အဲ့ဒါ conversion လို့ radiation လို့ခေါ်တဲ့ဖြာကူးတဲ့နေရာမှာပြန်သွားမယ်ဘယ်လိုဖြာကူးလဲလို့ပြောရင်ကျွန်တော်နေလုံးတစ်လုံးရှိမယ်နေပေါ့နော်အဲဒီကျွန်တော်နေအောင်ကြီးကအဘာကိုအပူနဲ့ပတ်သက်ပြီးစီးစင်းတဲ့နေရာမှာသူကဂျားခံပေါ့နော် radiation နေတဲ့ဂျားခံမလို့သူကဒီတိုင်းကိုတိုက်ရိုက်အပူစွမ်းအင်အနေနဲ့ heat ဆိုတာအပူဆိုတာ energy ပဲဒီနော် heat is mean that energy နော် energy ဆိုတာစွမ်းအင်ပဲအပူဆိုတာလည်းစွမ်းအင်ပဲအဲ့တော့ electromagnetic radiation မှာ infrared line တွေရှိတယ်အဲ့ infrared line ကို infrared ဆိုကြားဘူးကအနီရောက် infrared light ကိုခေါ်တာပေါ့နော်အဲ့ဘာလို့ခေါ်လဲကျွန်တော်တို့က infrared light လို့လူတွေကအများဆုံးအပြင်သုံးတယ်အနီရောက်ကြီးပေါ့
များသောအားဖြင့်အနီအောက်ရောင်ချီပေါ့တနည်းအားဖြင့်ဘာလို့ပြောသေးလဲဆိုတော့အပူလိုင်းလို့ကျွန်တော်တို့ကမြန်မာလိုတိုက်ရိုက်ဘာသာပြန်လို့ရတယ်ကျွန်တော်တစ်ခါတည်းကြားဘူးလေနွေရာသီမှာအပူလိုင်းဖြတ်တယ်ပြောတာinfrared light တွေဖြတ်သွားတာအပူရှိတဲ့နေရာတိုင်းမှာ radiation ရှိလို့ရှိတယ်အပူရှိတဲ့နေရာတိုင်းမှာဘာရှိလဲဆိုတော့ radiation ရှိလို့ရှိတယ်ဒါကကျွန်တော်တို့ heat ရဲ့ transfer method ကိုကျွန်တော်တို့ကရှင်းပြတာပေါ့နော်ဆိုတော့အဲ့တော့ okay ဒါဆိုရင်ကျွန်တော်ဒါနောက်တစ်ခုပြန်ပြီးတော့ပြန်သွားလိုက်အောင်နော် okay anyway so ကျွန်တော်တို့ကဒီမှာဆိုရင်ခုနကပြောလို့ radiation မှာ jargon ဆိုတာမလို့ဘူးအဲ့တော့ဒီမှာကျွန်တော်တို့ပုံမှန်မြင်ရတဲ့အတိုင်းခင်ဗျားတို့ကျွန်တော်တို့ခုနပြောသွားသလိုဒီ radiation မှာနေအောင်ကြီးကနေကျွန်တော်တို့အခုဖြတ်ကူးသွားတဲ့သဘောတရားပဲ radiation နေနဲ့ကျွန်တော်တို့ဒါကမ္ဘာမြေကိုရောက်လာတာပေါ့နော်ကမ္ဘာမြေကြီးကိုရောက်လာတယ်ပင်လယ်ကြီးကိုရောက်လာဒီလိုမျိုးပေါ့နော်ပူသွားတယ်အများသောအားဖြင့်ဒီကနေထွက်လာတဲ့ light တွေမှာဘာကြောင့် infrared light တွေပါတယ် ultraviolet UV light တွေပါမယ်ပြီးတော့ရင် visible light လို့ခေါ်တဲ့မြင်နိုင်တဲ့ visible light တွေပါလာမယ်အဲ့အလင်းရောင်တွေပါလာမယ်ဒါတွေကကျွန်တော်တို့ကမ္ဘာကိုရောက်လာတာဘယ်လောက်ထိပါလဲဆိုတော့ပုံမှန်မြင်ရတဲ့အတိုင်းပဲ PowerPoint မှာကျွန်တော်တို့ဒီ sun to earth 49% infrared light ကိုသယ်လာတယ် visible light က43% နဲ့ UV light က7%ပေါ့နော် the other anything is ဆိုတာကျွန်တော်တို့ဒီဟိုဟာနဲ့ပတ်သက်ပြီးတော့0.93လောက်ကျွန်တော်တို့ဒါသယ်ဆောင်ထားတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ကမ္ဘာလေထုမှာအလွှာတွေ၅လွှာရှိတယ် troposphere stratosphere mesosphere နဲ့ကျွန်တော်တို့sorry troposphere stratosphere mesosphere exosphere နဲ့ thermosphere ဆိုပြီးရှိတယ်အဲ့ဒါမှာပေါ့နော်မြင်ရတဲ့အတိုင်းပဲကျွန်တော်တို့ဒါကလေးတွေရဲ့အလွှာတွေပေါ့နော်သူ့ရဲ့အလွှာတွေတစ်လွှာနဲ့တစ်လွှာမတူတာကိုမြင်ရမယ် troposphere က monosphere လို့လည်းခေါ်တယ် stratosphere ကဒီအပေါ်နားလေးမှာအိုဇုံလွှာဆိုပြီးရှိတာပေါ့နော်ပြီးတော့ mesosphere ပြီးတော့ရင်ဒီမှာကျွန်တော်တို့ကthermosphere ပေါ့နော် troposphere မဟုတ်ဒါ thermosphere ပြီးတော့မှ exosphere ဆိုပြီးတော့လေထုအလွှာတွေလာမယ်ခုနကပြောတဲ့ကျွန်တော်တို့ electromagnetic spectrum လို့ခေါ်တဲ့ရောင်ခြည်တွေအများကြီးရှိတဲ့နေရောင်ခြည်နော်အဲ့နေရောင်ခြည်မှာဆိုရင်ကျွန်တော်တို့ကဘာကိုမြင်ရလဲဆိုရင် wave တွေကိုကျွန်တော်တို့ကမြင်ရတယ် wave တွေမှာပုံမှန်ဆိုရင် electromagnetic spectrum မှာ radio wave microwave infrared light UV light နော် X-ray gamma ray ဆိုပြီးအများကြီး spectrum ပေါ့နော်ရောင်ခြည်တွေကိုကျွန်တော်ကြည့်လို့ရတယ်ပေါ့နော်ဒါငယ်ငယ်လေးကကျွန်တော်သင်ခဲ့ပါတယ်တော့လိုင်းအလျားတူတာနဲ့လိုင်းအလျားရှိတာပုံမှန်ကြည့် radio wave မှာလိုင်းအလျားရှိတယ် microwave မှာလိုင်းအလျားကနည်းနည်းလေးတူသွားတယ် infrared light ကပိုပြီးတော့တူသွားတယ်ကျွန်တော် indecent light ဖြစ်တဲ့မီးလုံးတွေမှာဆိုရင် fluorescent tube တွေမှာဆိုရင်သူ့ရဲ့သွားနေတဲ့ light က line လျားကနည်းနည်းလေး hertz အနေနဲ့ချိန်နှုန်းအနေနဲ့ပြောရင်50 hertz ပေါ့ကျွန်တော်တို့ဒီမှာဆိုရင်သုံးထားတာအဲ့လောက်ထိတူသွားတယ် ultraviolet ဒီ round about 30 or 20အဲ့လောက်ပြန်ဖြစ်သွားတယ်X-ray လို့ဘာလို့ဆိုရင်သူတက်ပုံနေတယ် gamma ray လို့ဘာလို့ဆိုနေသွားတယ်နော်ဒါသူ့ရဲ့ spectrum နေ light ဘာကြောင့်ဒီဟာကိုရှင်းပြတယ်လဲဆိုရင် heat နဲ့ဒီအပူနဲ့ပတ်သက်ပြီးတော့နားလည်ခြင်းဒါတွေကသိဖို့လိုတယ်နော်ဒါတွေမသိလို့မရဘူးအဲဒါကြောင့်ကျွန်တော်တို့ရှင်းပြခြင်းဖြစ်တယ်အပူရှိတဲ့နေရာတိုင်းမှာလည်း radiation ရှိတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ infrared light ဆိုတာအနီရောင်ရောင်ကြီးပြောတာ infrared light ဆိုရင် infrared wave ဆိုတာအပူ light ဆိုပြီးဒီတော်များများပြောကြတာပေါ့နော်နေရောင်ကြီးတော့ပုံမှန်မြင်ရတဲ့အတိုင်းပဲကျွန်တော်သွားနေတဲ့ကဘာကြီးရှိသွားနေတဲ့အလင်းရောင်တွေပေါ့နော်ဒါတွေကျွန်တော်တို့ကကြည့်ပြီးတော့ဖြည်းဖြည်းနဲ့နားလည်လာကဘာလို့ပြောရင်ကဘာမှာလဲကဘာကသူကဒီပုံလေးကြည့်ရင်ကျွန်တော်တို့ကကဘာအလွှာတွေပေါ့နော်ကဘာလုံးကြီးမှာအလွှာတွေရှိတယ် outer core ရှိတယ် inner core ရှိတယ် outer core ရှိတယ် mantle ရှိတယ် crush ရှိတယ်ဆိုတော့ -10 လောက်ကီလိုမီတာ40လောက်ကြားထဲမှာကျွန်တော်ကမ္ဘာမြေသားဆိုတာကီလိုမီတာ40 -10 လောက်ပဲရှိတာအောက်မှာသူက mantle လို့ခေါ်တယ်ချော်ရည်ဘူးလုံးနည်းနည်းပူတယ်ပေါ့နော်တော်တော်ပူပါတယ်တကယ်နည်းနည်းပူတာ outer core ကပူပြီးတော့ပူတယ် inner core ကတော့ပြောစရာမရှိအောင်အရင်ပူတာပေါ့အဲ့တော့ပြောချင်တာကဘာကသူ့ရဲ့ပင်ကိုအပူဆွဲရင်ရှိတယ်ကဘာမှာပင်ကိုအပူဆွဲရင်ကိုရှိတယ်ဆိုတော့ကျွန်တော်သိစေချင်တာเนาะကဘာကသူကသူ energy နဲ့ပတ်သက်ပြီးသူကသူအပူဆွဲရင် heat ကရှိဒါပုံမှန်ကြည့်ရင်ကျွန်တော်တို့ heat နဲ့ပတ်သက်ပြီး temperature ပေါ့เนาะအနည်းကတော့ climate ကိုပြထားတာပါ2014ခုနှစ်မှာကျွန်တော်တို့ကဘာကြီးကဘယ်လောက်ထိပူတယ်လဲဘယ်နေရာတွေမှာဘယ်လောက်ပူဘယ်နေရာတွေမှာတော့မပူသေးဘူးလေဆိုကြည့်တယ်လေအဲဒီမှာပုံညဆိုကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ကြည့်ပေါ့เนาะအဲဒီမှာ equator ရဲ့ဒီဘက်နော်စင်ကာပူရဲ့အပေါ်ဘက်မှာကျွန်တော်တို့ဒီစင်ကာပူတို့မလေးရှားတို့အပေါ်ဘက်မှာမြန်မာနိုင်ငံရှိမြန်မာနိုင်ငံအဲ့လောက်ကြီးမပူသေးဘူး2014မှာနော်2016ကျွန်တော်တို့နာဂစ်တွေပါတယ်ဖြစ်တဲ့နှစ်ပေါ့နော်2016မှာဆိုရင်ဒီမှာဆိုရင်အပူချိန်ဟာအမစ်တန်ကိုများသွားပြီနော်အမစ်တန်ကိုများသွားပြီနာဂစ်တွေပါပြီးသွားအဲ့ဒီချိန်မှာအပူဆုံးက40 45လောက်ထိမြန်မာနိုင်ငံရဲ့အပူတွေကမြင့်တက်လာတယ်
2016မှာပေါ့နော်အခုက2025တော့ပြောပေါ်ရမရှိတော့အပုံမှာတော့ကျွန်တော် reference 1991နဲ့2020ERA5 ရ data ကိုကျွန်တော်တို့ကြည့်ရင် CDS မှာကျွန်တော်ဒီတိုင်းမြင်ရလိမ့်မယ်နော်ကမ္ဘာကြီးရဲ့ပူလာတဲ့ဟာတွေနဲ့ climate ရဲ့ change ဖြစ်တာအခုတော့ပူလာပြီကျွန်တော်တို့2025ခုနှစ်ပေါ့နော်3လပိုင်းမှာကျွန်တော်တို့ဒါမနစ်ကပေါ့နော်မနစ်ကကျွန်တော်အနေနဲ့မြန်မာနိုင်ငံ6မြို့မှာဆိုရင်ဒါ44.3 ဒီဂရီဆဲလ်စီယပ်လောက်ထိပူသွားတယ်3လပိုင်းပေါ့နော်မတ်လမှာပေါ့နော်18ရက်နေ့မှာအဲ့ဒါမှတ်တမ်းတင်ထားတာပေါ့အဲ့တော့နောက်တစ်ချက်ကျွန်တော်တို့ဒီမှာမြန်မာနိုင်ငံကဘယ်နေရာလဲဆိုတော့မကွေးမှာနံပါတ်73ကိုကြည့်ပါမကွေးမှာလည်း43.2 ဒီဂရီဆဲလ်စီယပ်လောက်ထိပူသွားတယ်ဆိုတော့ဒါပူချိန်တွေဒါပဲမြင့်တက်လာတာအဲ့တော့ဘာကြောင့်လဲဒါတွေပူလာရင်မဖြစ်လဲအိုဇုံးလွှာတွေအပူတွေများတယ်လို့ကျွန်တော်တို့ကနှစ်မျိုးသိရတယ်ဘာလဲဆိုတော့အိုဇုံး depletion နဲ့ global warming ဆိုတာ ODP နဲ့ GWP ဆိုပြီးကျွန်တော်တို့ကနှစ်ခုရှိတယ်เนาะအိုဇုံးလွှာနဲ့ကမ္ဘာလေထုလွှာပေါ့နော်ဒီ ODP ကမ္ဘာကြီးရဲ့ပူနွေးမှုကိုကျွန်တော် global warming လို့ပြောတယ်အိုဇုံးကြတော့ UV ပေါ့ ultraviolet ပေါ့နော်ဒီခရမ်းလွန်ရောင်ခြည်တွေကျွန်တော်တို့သိနေဟာပေါ့နော်ခရမ်းလွန်ရောင်ခြည်ဇီကဖြစ်တဲ့ပြဿနာတွေလေအိုဇုံးလေယာပျက်စီးတယ်ပေါ့ပြောရမယ်ဆိုရင်ခဏကပြောခဲ့တဲ့ကျွန်တော်တို့ကမ္ဘာလေထုအလွှာ9လွှာထဲမှာဖြစ်တဲ့ဒုတိယလွှာပေါ့နော် stratosphere လို့ခေါ်တဲ့အိုဇုံးလွှာကြီးပေါက်သွားတယ်ပေါ့နော်ဒါတွေကကျွန်တော်တို့ကဒီအိုဇုံးနဲ့ပတ်သက်ပြီးတော့ဒါတွေသိထားဖို့လိုတယ်โอเคအဲ့တော့ကျွန်တော်တာမိုဒိုင်းနွေကိုပြန်သွားရအောင်တာမိုဒိုင်းနွေနဲ့ပတ်သက်ပြန်သွားရင်ကျွန်တော်တို့ခဏပဲ absolute 0တတိယနေရာမှာတပ်လောအရာပြန်ပြောရင်ကျွန်တော်တို့0 degree Celsius ဆိုရင်သူ့မှာအပူရှိသေးတယ်ဒါအပူရှိတယ်ကျွန်တော်တို့100နဲ့ပတ်သက်ပြီးပြောရင်100 degree Celsius 100 Fahrenheit 100 Kelvin ဆိုတာမတူ unit မတူ scale မတူကျွန်တော် unit နဲ့ scale ကိုပြောရင်တော်တော်များများက complicated ဖြစ်ကြတယ်ဘာလဲဆိုတော့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ဒါငယ်တော့ကလည်းကျွန်တော်တို့ unit တွေသင်ခဲ့ရပါတယ်เนาะဒီ unit တွေမှာဆိုရင် FES လို့เนาะ SI ပေါ့နော်အဲ့တော့ CGS ဆို MBS ဆို CGS ဆိုเนาะ MDS ဆိုပြီးရှိတယ်เนาะဒါတွေကကျွန်တော်တို့ငယ်တော့ပြီးတယ်2 pound per second centimeter gram second meter kilogram second ဆိုပြီးကျွန်တော်ရှိတယ်FES ဒီကျွန်တော်တို့က FES နဲ့ဒီဟို FES ဒီ Gaussian unit ပေါ့နော်တနည်းအားဖြင့်ကျွန်တော် imperial unit ပေါ့ imperial unit IB ပေါ့ CGS ဆို MGS ဆိုတာဘာဖြစ်လဲဆိုတော့ဒီက SI နဲ့ဖြစ်သွားတယ်နော်International Standard Unit ဖြစ်သွားတယ် IB နဲ့ SI ဆိုပြီးတော့နှမျိုးခွဲလိုက်တဲ့သဘောပေါ့နော်အဲ unit တွေသိဖို့လိုတယ် temperature နဲ့ heat တူသလားမမေးကုန်မှာကျွန်တော်ကြည့် heat နဲ့ temperature မတူပါဘူး heat နဲ့ temperature လုံးဝမတူပါဘူးအဲ့တော့အပူရှိလားခေါင်းတတိယနေရာမှာပြန်သွားရင်ရေခဲတော့မှာပူရှိလားဆိုရင်100မှာအနှုတ်100မှာပူရှိလားနှုတ်200မှာပူရှိလားနှုတ်300မှာပူရှိလားအနှုတ်400မှာပူရှိလားမေးကုန်ပါဗောနော်တော့ဘယ်လောက်မှာပူရှိလဲအားလုံးသိတယ် absolute 0ပဂတိ3ရမှတ်0 Kelvin is equal to negative 273 degree Celsius and is equal to negative 459 degree Fahrenheit မှာဆိုရင်ဒါကျွန်တော်တို့ကမ္ဘာပေါ်ပါတော့အရာဝတ္ထုတွေမှာအပူမရှိတော့ဘူးဒါကိုကျွန်တော်သိထားဖို့လိုတယ်နော်ဒါရ solid liquid gas ပေါ့နော်အဲ့တော့ solid liquid gas မှာကျွန်တော်တော်တော်များများကြည့်လိုက်ရင်ဘာလို့သိရလဲပုံမှန်မြင်ရတဲ့အတိုင်းပဲကျွန်တော်တို့ကfusion လို့နော် liquid to vaporization ဒီမှာဆိုရင်ကျွန်တော်အဓိကတော့ကျွန်တော်တို့ဘာလို့လဲ liquid နဲ့ gas နဲ့ changes ဖြစ်သွားတဲ့သဘောတရားကိုသိရင်အဆင်ပြေပြီနော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်ကြည့်အောင်နော်ဆိုရင် solid ရဲ့ liquid ရဲ့ gas ရဲ့လို့ပြောတယ်အဲ့တော့ကျွန်တော် liquid ကနေ gas state ကို change ပြီးတော့ liquid ကနေ gas state အရည်ကိုအပူပေးရင်အမှုန့်ပြန်ဒါအားလုံးပြီအရည်ကို heat up လုပ်လိုက်တာဒီက heat up လုပ်လိုက်တာအပူပေးလိုက်တယ်အပူပေးလိုက်တဲ့ချိန်မှာဘာဖြစ်လာလဲဆိုတော့ဒီကောင်ဒီ very hot ဖြစ်သွားမယ်နော်ပူလာပဲပူလာတဲ့ချိန်တွေမှာသူကဒီကောင်ဒီအမှုန့်ပြန်သွားမယ်အဲ့တော့အမှုန့်ပြန်သွားမယ်အဲ့ဒါကိုဘယ်လိုခေါ်လဲဆို vaporization လို့ခေါ်တာပေါ့ vaporization တနည်းအားဖြင့် evaporation လို့ခေါ်တယ်တစ်မျိုးခေါ်တယ်နော် evaporation လို့လည်းသုံးတယ် vaporization okay anyway gas အငွေ့ရနေအရည်ဘွားကိုပြောင်းလဲအောင်ကျွန်တော်ရေခဲတစ်တာလေးထည့်လိုက်မယ်ဗျာဥပမာမျက်စိနဲ့မြင်ရေခဲတစ်တာလေးရေခဲလုံးလေးနဲ့အေးခံလိုက်နော်အေးခံလိုက်မယ်သူအေးခံလိုက်မယ်နော်ဆိုရင်သူကရေခဲတုံးကမဖြစ်သွားလို့ဆိုသူကအငွေ့ကအရည်ပြန်ဖြစ်သွားမှာဥပမာမျက်စိနဲ့ထည့်မြင်အောင်ပြောရင်ရေဘူးတစ်ဘူးထဲမှာရေတွေထည့်ပြီးတော့ကျွန်တော်တို့ကဒီရေဘူးလေးကိုရေခဲတစ်တာလေးကိုပြစ်ထည့်လိုက်တဲ့စင်းရေခဲတစ်တာကအေးလာတယ်အပေါင်း9ဒီဂရီရောက်ကျွန်တော်တို့အေးရောက်လို့မယ်အငွေ့တွေရှိတယ်ဒီရေဘူးထဲမှာဘာရှိလဲအငွေ့တွေရှိတယ်အဲရေငွေ့တွေပေါ့ရေငွေ့တွေက condensate ပြန်ဖြစ်သွားတယ်တဘောပေါက်လားမသိဘူးအဲ့ဒါကို condensation လို့ခေါ်တယ်ငွေ့ရေဖွဲ့ခြင်းပေါ့မြန်မာလိုပြောရင်
condensation မလို့ condenser လို့ပြောတာအဲ့တော့အိမ်သုံး aircon စနစ်တွေမှာကျွန်တော်တို့ဟိုမှာအောက်လို့ရှိမယ် IDU indoor unit ရှိတယ်indoor နဲ့ outdoor လာ gas pipe နဲ့တွဲထားတယ်ပုံမှန်indoor နဲ့ outdoor နဲ့အဲ့တော့ indoor မှာအေးကွိုင်ရှိတယ် indoor မှာရှိတယ်အေးကွိုင် outdoor မှာရှိတယ်အပူကွိုင်ရှိတယ်အပူကွိုင်က outdoor ကိုကျွန်တော်တို့များသောအားဖြင့်ခေါ်ကြတယ် condenser ဟုတ်တယ်နော်အေးကွိုင်ကိုကျွန်တော်တို့ခေါ်ကြတယ် indoor မှာ evaporator လို့ခေါ်ကြတယ်ဘာကြောင့်လဲဆိုတော့အထဲမှာရှိတယ် refrigerant လို့ခေါ်တဲ့ gas liquid တွေပေါ့နော်အရည်တွေအငွေ့ရှိတယ်အရည်ရောအငွေ့ရောရှိတယ်ဒီထဲမှာဟုတ်ပြီနော်ဘာကြောင့်လဲလို့ပြောရင်သူကအထဲမှာရှိတဲ့အရည်တွေဒီပိုက်ထဲကဝင်လာတဲ့အရည်တွေ expansion device capillary ကိုကျော်ပြီးဝင်လာတဲ့အရည်တွေကိုအခန်းထဲကအပူတွေက heat up လုပ်တာဒီ room ထဲမှာရှိတဲ့အပူတွေနဲ့ heat up အပူပေးတာအပူပေးတော့ဘာဖြစ်လဲအငွေ့ပြန်တယ်အငွေ့ပြန်လို့ evaporation ဖြစ်လို့ဒီ process indoor unit ကို evaporator ဒီ IDU ကို evaporator လို့ကျွန်တော်တို့ခေါ်ကြတယ်ဟုတ်ပြီဒီမှာကျတော့အပူကွာရှိပဲအပူကွာထဲမှာ outdoor unit condenser လို့ဘာကြောင့်ခေါ်လဲအဲ့ထဲမှာရှိတဲ့ဝင်လာတဲ့ဟုတ်ပြီနော် compressor နဲ့ထွက်လာတယ်ဒီမှာ compressor ရှိမှာ compressor နဲ့ထွက်လာတဲ့ gas တွေကဒီထက်ဝင်သွားတယ်အငွေ့တွေနဲ့ဝင်တယ်အဲ့တော့ပန်ကာလေးမြင်ရမှာပေါ့နော်ဒီပန်ကာလေးကနေ heat up ကျွန်တော်တို့ heat reject လုပ်လိုက်တယ် heat reject လုပ်လိုက်တယ်အပူတွေအပြင်ဆွတ်ထုတ်လိုက်တဲ့အပူတွေကဘာဖြစ်လဲအေးခံတဲ့သဘောပဲအဲမှာရှိပန်ကာထဲမှာရှိတဲ့အရည်တွေကိုအငွေ့တွေကိုအရည်ဘွားပြောင်းသွားအောင်လို့သူ့ကို condenser လို့ခေါ်တာ။ဘာကြောင့် condensation process ဝင်လာတဲ့အငွေ့ကိုအရည်ဖြစ်အောင်ပြောင်းရင် condensation အရည်ကိုအငွေ့ဖြစ်အောင်ပြောင်းရင် vaporization အဲ့ဒါတချို့ engineer တွေ vaporizer လို့ခေါ်တယ် vaporizer သူကလည်း evaporator လို့ခေါ်တယ်။များသောအားဖြင့် vaporizer ဆိုတာမကြားဘူးကြပါဘူးเนาะ evaporator ကိုပဲကြားဘူးကြတာများတယ်။အဲ့ဒါသူ့ရဲ့ခေါ်တဲ့ process ကိုကျွန်တော်ရှင်းပြတာဗောနော်။အဲ့ဒါဆိုရင်လောက်ဆိုရင်ဒါတော်တော်ကြီးကိုheat process ကိုဒီနေ့နေ့လို့ရှိတယ်မြင်သွားပြီလို့ကျွန်တော်ယူဆတယ်။အဲ့ဒီတရားမှာပေါ့။အပူပေါ့ဒီလိုနဲ့ပတ်သက်ပြီးနည်းနည်းပြန်ပြောရင်အပူမှာစွမ်းရည်အပူစွမ်းရည်ဆိုတာပါလဲ what is meaning of it အပူစွမ်းရည်ဆိုတာအပူဆိုတာအခဲအရည်ငွေ့တွေပါဝင်ထားတဲ့ကျွန်တော်တို့ actin molecule ဒါမှမဟုတ်အာယုမုန်လေးတွေရွေ့လျားမှုကြောင့်ဖြစ်လာတာကိုအပူစွမ်းရည်အပူလို့ခေါ်တာပေါ့နော်ဥပမာအပြင်တန့်တဲ့ရေတပေါင်း1 degree Fahrenheit တိုးလာဖို့အတွက်လိုအပ်တဲ့အပူပမာဏအပူပေးရတယ်ဆိုရေခွက်တစ်ခွက်ထဲမှာပေါ့နော်ခွက်တစ်ခွက်ထဲမှာကျွန်တော်ကဒီမှာရေတွေထည့်ထားတယ်အဲ့ရေခွက်ကတစ်ပေါင်ရှိတယ်တစ်ပေါင်ရှိရေဘယ်လောက်လဲရေကတစ်ပေါင်ရှိတယ်အဲ့ရေကိုအောက်ကနေအပူပေးမယ်အပူပေးလိုက်တဲ့အချိန်မှာလက်ရှိရေရထည့်ထားတဲ့အချိန်မှာသူ့ရဲ့ temperature ဒီ60 degree Fahrenheit ရှိတယ်ဘယ်လောက်လဲ60 degree Fahrenheit အပူလည်းပေးရောပူလာတာပေါ့နည်းနည်းပူလာတာပေါ့ပူလာတဲ့အချိန်မှာ61 degree Fahrenheit ဖြစ်သွားတယ်ဘယ်လောက်တိုးသွားလဲဆိုတော့60ကနေ61ဆိုတော့1 degree Fahrenheit တိုးသွားတယ်ဘယ်လောက်တိုးသွားလဲ1 degree Fahrenheit တိုးသွားတယ်အဲ့တော့1 degree Fahrenheit တိုးတာကို1 BTU တိုးလာတယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်1 BTU တိုးလာတယ်လို့သတ်မှတ်လို့ရတယ်1 degree Fahrenheit is equal to 1 BTU heat up လုပ်တဲ့ဟာကိုပြောတာအဲ့တော့ရေမော်လီကျူးလိုရေလာမှုကြောင့်အပူ1 degree Fahrenheit တိုးလာတာကိုအပူချိန်1 degree Fahrenheit တိုးလာတာကိုကျွန်တော်တို့အပူစွမ်းရည်ဖြစ်တဲ့ process ပုံမှန်ကြည့်ပါအကိုတို့အလုံးကျွန်တော်တို့ညီကိုတို့အလုံးကြည့်လိုက်ရင်temperature သုံးခုမတူတာတွေ့ရလိမ့်မယ်နော် temperature thermometer လေးသုံးခုမှာ temperature မတူဘူးပထမတစ်ပုံဒီ5 degree Celsius ပြထားတယ်ဒုတိယတစ်ပုံ20 degree 20 degree Celsius တတိယတစ်ပုံဒီ40 degree Celsius 40 degree မှာ temperature များတဲ့ကြောင့် molecules လေးတွေဒီသူ့ရဲ့particles တွေ moving လောက်တာပို့ပြီးတော့မြန်တယ်တစ်လုံးနဲ့တစ်လုံး molecule တွေကဆွဲဆောင်မှုမရှိတော့ဒုတိယပုံပြန်ကြည့်ရင်20 degree Celsius မှာသူ့ထက်တော့molecule လေးတွေကပြည့်ကျက်နေသေးတယ်ပေါ့နော်နည်းနည်းလှုပ်ရှားမှုဆိုလို့dancing လောက်တာတိတ်မွားဖြစ်ဘူးပေါ့နော် molecule ကပထမပုံကြတော့ temperature 5 degree ဆိုတော့သူ့ရဲ့လှုပ်ရှားမှုကအရမ်းပဲနှေးတယ်ပေါ့နော်ပူလေ molecule တွေရဲ့လှုပ်ရှားမှုကမြန်လေဆိုတာကိုမျက်စိနဲ့မြင်ထားဖို့လိုတယ်နော်ဒါလည်းကြော်လိုက်ပါမယ်နော်ဒီမှာဆိုရင်တော့ကျွန်တော်တို့ဗာလဲဆို Celsius နဲ့ Fahrenheit ပြောင်းနေတော်များလာမေးကြတယ်9.5 is equal to sorry Fahrenheit ကနေ Celsius ကိုCelsius ကိုကျွန်တော်သိတယ်ဗျ Fahrenheit လိုချင်တယ်ဆိုရင် Fahrenheit ညီမျှခြင်း9.5 35 degree ကကျွန်တော်သိထားတာဟုတ်35 degree Celsius နဲ့ထည့်ပြီးတွက်လိုက်ရင်ကျွန်တော်တို့ဒါအဖြေရမယ်32 degree Fahrenheit ကတော့ဒါကျွန်တော်တို့ boiling point ကိုပြောတာကျွန်တော်တို့ဒါ sorry freezing point ကိုပြောတာပေါ့နော်9.5ဆိုတော့ဘယ်ရရတယ်ဒီမှာနည်းနည်းကြည့်လိုက်ပုံမှန်ကျွန်တော်တို့မြင်ရတဲ့အတိုင်း boiling point of the water ပေါ့နော် water ရေရဲ့ကျွန်တော်တို့ဒီ boiling ကိုမြင်ရလိမ့်မယ်နော်ရေရဲ့ boiling ကိုကလေးမြင်ရလိမ့်မယ်နော်
ရေရဲ့ boiling ကိုဒီမှာမြင်ရလိမ့်မယ်အဲ့ boiling ရဲ့သတ်မှတ်ထားတဲ့ point ကိုကျွန်တော်တို့ကကြည့်တာပေါ့နော်ဒီကအဲ့တော့212 degree မှာရေစုတယ်30 degree ပေါ့အဲ့တော့ scale အနေနဲ့ပြောရင်အစိတ်ပေါ့အစိတ်လေးတွေဘယ်နှစိတ်ရှိတယ်ဆိုတော့30 112ကနေ32ကိုတော့180စိတ်ရှိတယ်အစိတ်100ကနေ3ဒါ Celsius 3ကရေခဲမှတ်100ကရေစုမှတ်ဆိုတော့ကသူကြတော့အစိတ်100ရှိတယ်အစိတ်180နဲ့100စိတ်ရှိလို့180ဘိုင်း100ဘိုင်းဖြစ်လို့20ဒီနဲ့စားတော့9ဘိုင်း5ရတယ်နော်အဲ့တော့ဒီမှာကြည့်လိုက်9 by 5 constant 5 by 9ဆိုတော့ဒီကနေယူထားတာကျွန်တော်ဒါလေးသိအောင်အဲ့တော့1.8 Kelvin ကနေကျွန်တော် Kelvin ကနေကျွန်တော် Fahrenheit ပြန်ယူတဲ့ချင်းကြရင်1.8လည်းပြန်တွက်တာဒါပဲနော်thermodynamic ကလောက်ပဲအဲ့တော့အပူနဲ့အပူချိန်လူလားလို့မင်းရဲ့အဲ့ဒါမှနည်းနည်းနောက်ဆုံးမေးခွန်းလေးကျွန်တော်ကြည့်အောင်အဲ့တော့ coffee cup ထဲမှာရှိတဲ့ရေပေါ့နော်ရေရဲ့အပူချိန်ကကျွန်တော်ဘယ်လောက်ရှိလဲဆိုတော့60 degree Fahrenheit ရှိတယ်60 degree sorry 60 degree Celsius ရှိတယ် coffee cup ထဲမှာရှိတဲ့ရေရဲ့အပူရေကန်ထဲမှာအပူကအပူချိန်က40 degree Celsius ရှိတယ် temperature နဲ့ပြောတယ်နော် Celsius 60နဲ့40ရှိတယ်အဲ့တော့ဒီမှာကျွန်တော်တို့ကဒီဘတ်တက်ထဲမှာရေချိုးကန်ဘတ်တက်ထဲမှာရေရဲ့အပူချိန်ကကျွန်တော်ဘယ်လောက်ရှိလဲဆိုတော့ဘတ်တက်ထဲမှာရေရဲ့အပူချိန်က40 degree ရှိတယ် coffee ကွက်လေးထဲမှာရှိတဲ့ရေရဲ့အပူချိန်က60 degree ရှိတယ် sorry ဘယ်ရေရဲ့အပူချိန်ကပူများလဲသိကြတာပေါ့60 degree ကရှိတယ်ဖြစ်လို့အပူချိန်ပူများတယ်ဟုတ်ပြီဒါ temperature နဲ့ပြောတာဘာလဲပြောတာလဲ temperature နဲ့ကျွန်တော်တို့ပြောတာဒီ coffee ကွက်ထဲမှာရှိတဲ့ရေရဲ့အပူ60 degree ပူများတယ်ဒီဘတ်တက်ထဲမှာရှိတဲ့40 degree နဲ့ temperature press ကျွန်တော်တို့ဘာလဲပြောမလဲဆိုတော့ heat နဲ့မေးကဘယ်ရေကအပူပမာဏပူများလဲလို့ပြီးတာနော်ကျွန်တော် power slide ဆိုတော့ဘယ်ရေကများလဲဆိုတော့ကျွန်တော်တို့ဘတ်တက်ထဲမှာရှိတဲ့ရေရဲ့ပူပမာဏကပူများတယ်။ဘာကြောင့်လဲဆို heat နဲ့မေး heat လေ heat နဲ့ temperature မတူဘူး။ရေ molecules ပမာဏကကျွန်တော်တို့ဘတ်တက်ထဲမှာရှိတဲ့ရေ molecule ပမာဏကပိုများတယ်။ coffee cup ထဲမှာရှိတဲ့ရေ molecule ပမာဏတဲ့နော်။ဒါကြောင့်ကျွန်တော်တို့သိတာဟုတ်ဘူးလေ။ Okay အဲ့တော့ heat နဲ့ temperature တွေဒါဒီကဒီလောက်ပါပဲနော်။ heat နဲ့ temperature မတူဘူးဆိုတာကိုသိစေချင်လို့ဒီဗီဒီယိုလေးကိုကျွန်တော်တို့မျှဝေခြင်းဖြစ်ပါတယ်။အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကိုကျွန်တော်ဒီလောက်ပဲအဆုံးသတ်လိုက်ပါမယ်နော်အားလုံးကျေးဇူးတင်ပါတယ်